ဖြစ်စဉ်ကပြီးခဲ့တဲ့ဇွန်လ3ရက်နေ့ကမနက်ပိုင်း9နာရီလောက်ပေါ့နော် This is my teacher meeting time. Someone asked my teacher whether she had KB or not. အဲ့ဒါအောင်စင်ထုတ်ကနေမှအမ KB ရှိလားတဲ့မေးတာဆိုတော့KB ကလည်းနည်းနည်းရှိနေတယ်ဆိုတော့ရှိတယ်ပေါ့သူလိုတယ်ထင်လို့လေအဲ့နဲ့ That someone gave my teacher a new social media account that is familiar and friendly to her. အဲ့နဲ့သူကနိုင်ထွန်းကလိုတာတဲ့35သိန်းလောက်တဲ့အဲ့ဒါအမအကောင့်ကိုခိုင်းလိုက်မယ်ပေါ့နော်လာအပ်ပြီးစကားပြောလိုက်မယ်ဆိုတော့ပို့လိုက်တာသူကနေမှအကောင့်ပေးလိုက်တာပေါ့ဟဲ့ That social media account name is Banaicham. To tell the truth, it is her friendly brother, and also she has old social media account of that Banaicham name. And then they chat a lot, and that new social media account asked for chat in Myanmar. အဲ့ဒါနဲ့မှကိုနိုင်ထွန်းဆိုတာလည်းကိုရတာကိုယဉ်နေတဲ့သူပေါ့35သိန်းကြီးအရေးပေါ်သူကလိုတယ်ဆိုတော့အကောင့်ကလည်းကြည့်လိုက်တော့ခါတိုင်းသူတင်ထားတဲ့အရင်အကောင့်ဟောင်းရဲ့ပုံ profile ပုံတွေကလည်းအကုန်တူတယ်နာမည်ကိုပဲကိုရီးယားနာမည်ပြောင်းသွားတာတကယ်လက်ရှိသူရှိနေတာလည်းကိုရီးယားမှာဆိုတော့ခုမှအကောင့်သစ်ထင်လို့ပေါ့ဟဲ့သူပဲဆိုပြီးတော့မှလက်ခံပြီးတော့မှစကားပြောတာအာနန်ကိုနိုင်ထွန်းပဲထင်ပြီးတော့ကျန်တာတွေဘာမှသိမမေးဘူးပေါ့ပိုက်ဆံတော့အရေးတကြီးလိုတယ်ဆိုတော့ဘာလို့လိုတာလဲဘာညာတော့မေးလိုက်တယ် And the asking situation is like that. That he is really in danger, really in emergency. သူကဗီဇာကိစ္စရော်ရမှာပေါ့တန်ရုံကိုရော်ရမှာဒီနေ့ရော်မှာရမှာသူကိုယ်တိုင်ကအလုပ်ထဲမှာမို့လို့ပြောတာလေအလုပ်ထဲမှာမို့လို့ပြောတဲ့ခါကျတော့ကိုယ်ကလည်းဖုန်းမခေါ်လိုက်ဘူးပေါ့အဲ့ဒါနဲ့ဆိုပြီးတော့မှပိုက်ဆံကိုဘေးတရာရောချီပြီးတော့မှ10သိန်းရလာနဲ့10သိန်းလွှဲလိုက်တာတကယ်တော့သူလိုချင်တာက35သိန်းသူက35သိန်းပေးရမှာမို့လို့ဆို35သိန်းဆိုရှာခိုင်းတာကိုက10သိန်းမရလို့ဆိုပြီး10သိန်းလွှဲပေးလိုက်တာတခြားသူတွေကိုလည်းမေးတော့မေးကြည့်ပေးသေးတယ်ပေါ့နော်မရတာနဲ့အဲ့ဒါ10သိန်းလွှဲလိုက်တာမနက်ပိုင်း9နာရီလောက်တုန်းကပြောပြီးတော့ဆိုတော့အမှလွှဲလိုက်ပြီပေါ့နော်လွှဲလိုက်ပြီးတဲ့ခါကျတော့ In the afternoon, she saw a post from old Danacho account. In that post, someone is using his name account and asking for money to tell the truth, scamming. နေ့လယ်လောက်ကြာမှကိုတနိုင်ထောင်အကောင့်စစ်ကနေပြီးတော့မှသူ့ကောင့်ကိုတုံးပြီးတော့မှသူ့တပ်ပုံတွေတုံးပြီးတော့မှလိန်နေတယ်ဆိုတာကို post တင်တော့ခါကျမှလိန်မှန်းသိတာလိန်မှန်းသိတဲ့ခါကျတော့အဲ့အကောင့်ကမပိတ်သေးဘူးအဲ့ဟိုအကောင့်တူကမပိတ်သေးဘူးမပိတ်သေးတဲ့ခါကျတော့လှမ်းပြီးတော့မှလိန်နာဆိုတာပြီးတော့လှမ်းပြီးတော့စကားပြောတာပေါ့နော်ဖုန်းခေါ်တာဖုန်းကခေါ်မရဘူးဗီဒီယိုကောခေါ်တော့လည်းမကင်ဘူးသူအလုပ်ထဲမှာမှုလို့ပဲစာလေးပဲပြန်ပို့တာခေါ်မရဘူးကနေပြီးတော့မှနည်းနည်းလေးချိန်ကြာလာရောဘာဖြစ်သွားလဲဆိုတော့ तू အကောင့်ကလေပြက်ကြသွားတာထင်တယ်ပြက်ကြသွားလားဖြတ်ချပစ်တာလားမသိဘူးပေါ့နော်အကောင့်ကစာလဲပို့မရတော့ဖြစ်သွားတာအဲ့ဒါနဲ့10သိန်းပါသွားတယ်ပေါ့ကွယ် And then what she realized was that she got scammed. ကျွန်တော်ကတော့ကိုရွာကလူတယောက်ကိုတိမိတ်ဆွေပေါ့နော်ကိုတိမိတ်ဆွေကကိုတယောက်ဒီမနိုင်ငံမှာဒုက္ခရောက်တယ်ဆိုတော့ကိုအားလာပဲမြင်တာကိုဒုက္ခရောက်နေတယ်ဆိုပြီးတော့တက်နိုင်တဲ့ဘက်ကနေပြီးတော့မှကူညီမယ်ပေါ့ကိုတက်နိုင်တဲ့ဘက်ကနေပြီးတော့မှကူညီမယ်ဆိုတဲ့စိတ်လေးနဲ့ပဲအကောင်ကသူအစ်စ်ဟုတ်လားမဟုတ်လားလည်းမစင်စားမိဘူးပေါ့သူ့ပုံနဲ့မြင်နေရတာဆိုတော့လေအဲ့ဒါနဲ့ကူညီမယ်ဆိုတဲ့စိတ်နဲ့ပိုက်ဆံကိုရတဲ့စီကရှာပြီးတော့မှလွှဲပေးလိုက်တာပါလို့ငွေ30လိန်ခံရတော့နောက်ဆုံးမှဒုက္ခရောက်တဲ့သူကကိုပဲပေါ့ကိုတိုင်းအားလို့ခံရတာပေါ့ကိုပဲဒုက္ခတွေရောက်နေပါတယ်ကျွန်တော်ဒီကြောင်းရာကိုကြားသိပြီးတဲ့နောက်မှာဆိုရင်ကျွန်တော်ရှိသမျှ social media website တွေကိုရှာကြည့်လိုက်တဲ့အခါမှာဆိုရင်ဒါမျိုးကြောင်းရာတွေပြည့်ပြည့်တွေကဆိုရင်အများကြီးဖြစ်တဲ့ဆိုတော့ကျွန်တော်သိလာပါတယ်ရှေ့မှာဖြစ်ခဲ့တဲ့ဖြစ်စဉ်ကပေါ့နော်စကန်မျိုးစားတွေကပြောမှဆိုရင် impersonating scan ဆိုပြီးတော့ဖြစ်တယ်ပေါ့နော်တကယ်တမ်းကကျတော့ impersonation scan ဆိုပြီးတော့ခေါ်တာဖြစ်ပါတယ်အဲ့တော့ impersonating scan ဆိုတာဘာလဲဆိုတော့ပြောပြမယ် impersonating scan ဆိုတာကဘာပြောချင်လဲဆိုတော့သူကလူတယောက်ပုံစံဒါမှမဟုတ်ဖွဲ့စည်းတစ်ခုပုံစံဒါမှမဟုတ် community တစ်ခုပုံစံကိုသူကဟန်ဆောင်ပြီးတော့လူတွေကိုလိမ်နေတဲ့နည်းဖြစ်တယ်ပေါ့နော်ရှေ့မှာကကျတော့ဒါကဟို
scan အဲ့ဒီပေါ့နော်ဒီ impersonating scan အမျိုးအစားတွေထဲမှာတစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့ခုကျွန်တော်ပြပြပြီးမှတရားကကျတော့ impersonating scan တွေထဲမှာကျွန်တော် scan အဓိက၄မျိုးပြပြပြီးမှဖြစ်တယ်ပေါ့နော်ပထမတစ်မျိုးကကျတော့ရှေ့ကပုံစံမျိုးဖြစ်တယ်ပေါ့နော်ရှေ့မှာပေါ့နော်တကယ် real example တစ်ခုပေါ့နော်အဲ့ဒါဆိုဖြစ်ခဲ့တာမကြသေးဘူးပါအဲ့ဒီ scan မျိုးစားကိုဘာမျိုးစားလို့ခေါ်လဲဆိုတော့ related friend impersonating scan ဆိုပြီးခေါ်တယ်ပေါ့နော်သူကဒီ string မျိုးပုံစံလေးဒါမှမဟုတ် common နဲ့ unique ပုံစံမျိုးတွေကိုယူပြီးတော့ဒါ scan လုပ်တာဖြစ်တယ်ပေါ့နော်သူတို့ဟာဆိုရင်လည်းဒါအရန်ကိုတတိထားတာခက်တယ်ကွာဘာလို့လဲဆိုတော့အမျိုးတွေကိုယ့်ရဲ့ရင်းနှီးတဲ့သူတွေဆိုတာကမှန်တိုင်းပြောရင်ကိုယ်နဲ့ရင်းနှီးတော့ကွာမကွန်ကြီးလိုက်ဘူးဆိုရင်လည်းသူတို့စိတ်ထဲမှာတစ်မျိုးဖြစ်သွားမှဆိုပြီးတော့လူတွေရဲ့စိတ်ထဲမှာထင်တတ်တယ်ပေါ့နော်အားနာတတ်တယ်အဲ့ဒီခါမှာဆိုရင်လည်းမှန်တိုင်းပြောရင်ကိုယ့်ရဲ့အသိဉာဏ်နဲ့စဉ်းစားသုံးပြဖို့ဆိုတာကတော်တော်ယူနေတယ်ဒီနေရာမှာခန်းစားချက်တွေပါလာပြီဗျာဘာလို့လဲဆိုတော့ရင်းနှီးတဲ့အတွက်ပေါ့နော်အဲ့လိုချိန်မျိုးမှာဆိုရင်လည်းကိုယ်အတိကိုလုံးဝရှင်းပြီးဆုံးဖြတ်ချက်ချတာဆိုရင်ကောင်းတယ်ပေါ့နော်နံပါတ်1 impersonating scan မျိုးစားကကျတော့ဘာလဲဆိုတော့ government impersonating scan ဆိုပြီးဖြစ်တယ်ပေါ့နော်အဲ့ဒါကကျတော့ဘယ်လိုမျိုးလဲဆိုတော့သူကအစိုးရအဖွဲ့အစည်းပုံစံတွေဟန်ဆောင်တာဥပမာမင်းဒီလာပေါ့နော်ခွင့်မဆောင်ဆိုရင်မင်းရဲ့မီးကိုဖြတ်မယ်မင်းရဲ့ရေကိုဖြတ်မယ်ဆိုပြီးအဲ့လိုမျိုးချင်းကြောက်တဲ့အရာမျိုးအစိုးရကတော့လောက်တာပေါ့နော်အစိုးရဟန်ဆောင်ပြီးလောက်တဲ့ဒီ scammer တွေကဆိုရင်လောက်တယ်ဆိုရင်ဒါလူတွေမှာဆိုရင်အများကြီးဖြစ်ရပေါ့နော်ဘာလို့လဲဆိုတော့အစိုးရဆိုတဲ့ power ကနိုင်ငံမှာလုံးဝကြီးတယ်ပေါ့နော်နောက်ပြီးပေါ့နော်တာမန်ဘာမှမသိတဲ့သူတွေဆိုရင်နိုင်ငံတော်ဆိုတဲ့စကားလုံးကိုသုံးလိုက်တာဆိုတာနဲ့ဟိုတာမန်လူတွေဆိုရင်လက်မတတ်တယ်အဲ့ဒါမျိုးကြောင့်ပေါ့နော်တခုခုကဆိုရင်တုံးကပေါ့နော်အစိုးရကတော့နိုင်ငံတော်ကဖြစ်တဲ့ဆိုတာဖြစ်တိုင်းနဲ့ပေါ့နော်ကိုယ်စီမှာလာပြတယ်လာပြီးတော့ပြောတိုင်းနဲ့ကိုယ်စီမှာချက်ချင်းတော့လုံးဆောင်ကြမလို့ပေါ့နော်တေချာကိုယ်နေနဲ့စမ်းစရာမှာဒါမှမဟုတ်ကိုကနားမလည်ဘူးဆိုရင်တခြားနားလည်တဲ့သူတွေကိုကိုကပြပြောတာလောက်အောင်မှာဖြစ်တယ်ပေါ့နော်နံပါတ်3မျိုးစားကျတော့ပါလဲဆိုတော့ and impersonating scan ဆိုပြီးဖြစ်တယ်ပေါ့နော်အဲ့ဒါကကြာလေအများစုဖြစ်များတယ်အဲ့ဒီပုံစံကပါလဲဆိုတော့တန်နေဟန်ဆောင်တာတန်နေပေါ့နော်ဒီငွေချေးပန်တွေဟောပြန်ဟန်ဆောင်တယ်ဟန်ဆောင်ပြီးတော့သူတို့ကပါလဲဆိုတော့ကျွန်တော်အဲ့ဒါဗီဒီယိုတစ်ပုဒ်မှာပြပြပူတယ်ပေါ့နော်ပါလဲဆိုတော့သူကOTP ပေါ့နော် one time password ကိုသူကတောင်းတာကွာဥပမာ KB ဆိုရင်ကိုယ့်ရဲ့ဖုန်းနံပါတ်ပေါ့နော်ဒီ KB ဖွင့်ထားတဲ့ဖုန်းနံပါတ်ကိုသူတို့ရဲ့ဖုန်းထဲမှာရိုက်ထည့်လိုက်တယ်ရိုက်ထည့်လိုက်တဲ့အခါမှာဆိုရင် one time password ကိုတောင်းတယ်ဆိုရင်အဲ့ဒီမှာ one time password ကသူကဖုန်း sync ကပေါ့နော်အဲ့ဒီဖုန်းနံပါတ် sync ကရှိတဲ့စီကိုကြာတာအဲ့ဒီလိမ်တဲ့သူတွေကပြောတယ်ပေါ့နော်မင်းရဲ့ဘဏ်ကောက်ဟာဆိုရင်မင်းရဲ့ KB ဟာဆိုရင်ဒါလုံခြုံမှုကြောင့်ခဏတာပိတ်ခံရပါမှဆိုပြီးအဲ့လိုစစ်စစ်နေစဉ်မှာမင်းဟုတ်ကြောင့်အတည်ပြုဖို့အတွက်အခုမင်းဒီရောက်လာတဲ့ OTP one time password ကနန်း6လုံးကိုပြန်ပြီးတော့ပို့ပေးပါဆိုပြီးပြောတယ်ပြောတဲ့အခါမှာကိုယ်အနေနဲ့ဒါလုံးဝမစင်စားဘူးဆိုရင်ကိုယ့်ရဲ့ OTP one time password ကိုပေးလိုက်တဲ့ဆိုရင်ဒါလုံးဝကိုပါသွားမှာပေါ့နော်အဲ့ဒါမျိုးကြောင့်ဘဏ်တွေကအမြဲတမ်းသူတို့ကဒီကြေညာချက်တွေထုတ်တယ်ပေါ့နော်ဘယ်လိုမျိုးလဲဆိုတော့ one time password တွေကိုဘဏ်တွေကလည်းမတောင်းဘူးဆိုပြီးတော့အမြဲတမ်းပို့ပါတယ်အမြဲတမ်းကြေညာပါတယ်အဲ့ဒါမျိုးကြောင့်ကိုယ်အနေနဲ့ OTP ကိုစီကိုကြာလာပြီဆိုရင်ကိုယ့်ရဲ့ OTP ကိုဘယ်သူမှသွားပြီး sharing မလုပ်နဲ့ပေးလည်းမပေးနဲ့ဥပမာမိဘဆိုရင်လည်းမပေးနဲ့တကယ်ချင်းဆိုရင်လည်းမပေးနဲ့ကွာအဲ့လိုမျိုး new ကပေးရမှာပေါ့နော်ဒါကလည်းအများစုအဖြစ်များတယ်ပေါ့နော် number 4ကျတော့ပါလဲဆိုတော့ company impersonating scam ဒါကကျတော့ပါလဲဆိုတော့ဥပမာ Microsoft ရော Apple ရောပေါ့နော်စသဖြင့်ပေါ့နော်အဲ့လို app တွေကိုသုံးတဲ့ခါမှာဆိုရင်မင်းရဲ့ laptop ဟာဘာဖြစ်နေပါလဲ virus ဝင်နေပါတယ်အဲ့တော့ virus ဝင်နေတဲ့အတွက်ပြင်ဖို့အတွက်အခုငါတို့ပေးလိုက်တဲ့ link လေးကိုနှိပ်လိုက်ပါဆိုပြီးပြောတာရှိတယ်အဲ့လိုမျိုးနှိပ်လိုက်ပြီဆိုရင်ဒီ link နေရာဆိုရင်ကိုယ့်ရဲ့ computer ကိုထိချုံမစနစ်တွေကိုဒါထည့်ထားတာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ကိုယ်အနေနဲ့ဘာမှမသိဘဲနဲ့ပေါ့နော်ကြောင်ရမ်းပြီးတော့ကြောက်ပြီးတော့သွားပြီးနှိပ်လိုက်တယ်ဆိုရင်ဘာဖြစ်မလဲဆိုတော့ကိုယ့်ရဲ့ computer ထဲမှာရှိတဲ့ information တွေသတင်းချက်လက်တွေအားလုံးပါဆိုရင်တစ်ဖက်သားလူကြီးရဲ့ထိချုံမှုခံရပြီးတော့သူစီမှာပါသွားအကန့်မသိရင်အဲ့ဒီသတင်းချက်လက်တွေနဲ့ပဲကိုယ်ဒါဘယ်လိုရမလဲဆိုတော့ငွေညစ်တာတွေလုံနိုင်တယ်ဗျာလို့အဲ့ဒါမျိုးကြောင့်ပေါ့နော်ဒီပညာမကျွမ်းကျင်မှုဆိုရင်တော့မှတခုခုလင်းနေပါလေလာဖို့ပြီးဆိုရင်လုံးဝပတ်မလေးပါနဲ့ပေါ့နော်ကိုယ့်အတွက်ဒါအနေရဲ့အများရှိတဲ့အတွက်ကြောင့်ဖြစ်ပါတယ်ကိုကျွန်တော်ဒီမှာပြောတဲ့အချက်ကကျတော့ဒါပါလဲဆိုတော့အဖြစ်များဆုံး impersonating scam မျိုးသားတွေပဲဖြစ်တယ်ပေါ့နော်တကယ်တော့ impersonating scam တွေကအများကြီးကိုထပ်ပြီးတော့ကွဲသေးတယ်ကွာသူက scam မျိုးသားတွေကမှာscam မျိုးသားတွေကမှာတခါ scam impersonating scam ဘာ scam ညာ scam ဆိုပြီးဆက်ပြီးကွဲသေးတယ်အဲ့ဒီကွဲတဲ့နေရာမှာခါနောက်ထပ်တစ်မျိုးချင်းစီကိုထပ်ပြီးတော့ပွားတာတွေအများရှိရပေါ့နော်အဲ့တော့အဲ့ဒီအကြောင်းအရာတွေကိုသိချင်တယ်ဆိုရင်ကျွန်တော်ရဲ့ဒီဗီဒီယိုတွေလုပ်ပေးတာရှိရပေါ့နော်အဲ့ဒီဗီဒီယိုကိုကျွန်တော်ဒီပေါ်မှာဒီဘက်မှာပေါ့နော်ဒီဘက်မှာကျွန်တော်တော့ဒီဘက်မှာလာမယ်ကျွန်တော် link ကိုထည့်ပေးထားမယ်ဒါမှမဟုတ်ဗီဒီယိုရဲ့အဆုံးမှာလည်းထည့်ပေးထားမယ်အဲ့ဒီဗီဒီယိုကိုသွားပြီးကြည့်တယ်ဆိုရင်ဒါ scamming နဲ့ပတ်သက်ပြီးအများကြီးသိမှာဖြစ်တယ်ပေါ့နော်